ဟုတ်ညီမနာမည်ကတဲဟီမာဖြူဖြစ်ပါတယ်ညီမ CP Live Store မှာ Procurement အနေနဲ့အလုပ်လုပ်နေပါတယ်ရှင်အမနာမည်ကတော့ကြည်မာခင်ပါအလုပ်ကတော့လက်ရှိအထည်ဆိုင်နဲ့ဆေးဆိုင်နှစ်ဆိုင်ကိုဦးစီးနေပါတယ်ဟုတ်ကျွန်တော်နာမည်ကတော့ရှင်းသက်အောင်တူပါကျွန်တော်ကတော့လောလောဆယ် IT ကုမ္ပဏီမှာ Save ဆိုင်တယောက်အနေနဲ့အလုပ်လုပ်နေပါတယ်ဟုတ်အမနာမည်ကတော့မတင်နေလာဝင်ပါအမကအခု CTCI International မှာ Academic Department မှာ Program Manager အနေနဲ့လုပ်ကိုင်နေတာဖြစ်ပါတယ်နှစ်တော်ကြာမှပြန်ပြီးတော့ယူရတဲ့အတွက်အရန်ကိုပြောမိပါတယ်ရှင်ဟုတ်ကဲ့ကိုအရန်လိုချင်တဲ့ဒီ Business Management Diploma လေးကိုရတဲ့အတွက်အရန်ကိုဝမ်းသာပါတယ်ကိုလည်းစူးစမ်းနိုင်တဲ့အတွက်ဂုဏ်ယူပါတယ်ရှင်အများကြီးပြောပါတယ်ခင်ဗျာတော့ဒီဘွဲရတဲ့အခါမှာကျွန်တော်ရဲ့အလုပ်ခွင်မှာကောကျွန်တော်ရဲ့နောက်ထပ်ခြေလမ်းတွေအတွက်ပေါ့နော်မိုတီအရင်ဖြစ်ပါတယ်ဗျဟုတ်အရင်ဆုံးပြောရရင်တော့ရင်ခုန်တယ်ပေါ့နော်နောက်ပြီးတော့ဒီလိုမျိုးကိုယ့်ရဲ့အတန်းဘော်တွေနဲ့ပြန်တွေ့ရ graduation မှာတွေ့ရတဲ့အတွက်လည်းပျော်ရွှင်ဝမ်းသာဖြစ်မိတယ်။ဘာလို့ဆို online တန်းဖြစ်တဲ့ခါကျတော့ဒီလိုနေ့လေးကြာမှအပြင်မှာ face to face တွေ့ကြရတာပေါ့နော်။ဟုတ်အဲတော့ဒီနေ့လေးအတွက်ကအမှတ်တရလည်းဖြစ်မယ်။ဝမ်းသာလည်းဝမ်းသာမိပါတယ်ဟုတ်အလုပ်ကအပြင်ညနေပိုင်းတန်းတွေကိုတက်ပြီးတော့စာလည်းအတော်လေးလေ့လာခဲ့ရပါတယ်ရှင်ဆရာတင်တဲ့အချိန်တွေမှာလည်း GU design လိုက်နာထောင်ဖြစ်တယ်ကိုအားရဲ့အချိန်မှာလည်းဒီ recording video လေးကိုပြန်ပြီးတော့လေ့ကျင့်ဖြစ်ပါတယ်ရှင်အဓိကကတော့ကျွန်တော်တို့ကအလုပ်တစ်ဖက်နဲ့ဒီဘက်က assignment လို့ပါလို့လုပ်ရတဲ့အခါကျတော့အချိန်တော့တိတ်မရဘူးဒါပေမဲ့ကျွန်တော်တို့ iDragon က academic တင်းနေရဲ့ညွှန်ကြားချက်အတိုင်းကျွန်တော်တသွေးမသိမ်းပေါ့နော်လိုက်လုပ်မယ်ဆိုရင်အဆင်ပြေပါလေဗျအမတို့အလုပ်တစ်ဖက်နဲ့သူတွေတွေ့ကြတော့လေ online class တွေကပို့ပြီးတော့အထောက်အကူပြုပါတယ်အလုပ်ရဲ့ပြန်ချိန်ညပိုင်းညမှာအများစုကို iDragon က class တွေကိုစီစဉ်ပေးထားတဲ့အတွက်အမအတွက်တက်ရတာပို့ပြီးတော့အဆင်ပြေပေါ့နော်ဒီ diploma ဟာလည်းအမအတွက်ဒုတိယမြောက် iDragon မှာတက်တဲ့ diploma တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ iDragon ရဲ့စီစဉ်မှုတွေအောက်မှာဒီ online class ကိုအောင်မြင်တက်မြောက်သွားတဲ့အတွက်ပေါ့နော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်လက်တွေ့တော့အသုံးချနေပါပြီရှင်အလုံးနဲ့လည်းကိုက်ညီမှုရှိပါတယ်ပေါ့နော်ဟုတ်ကဲ့အလုပ်ထဲမှာပို့ပြီးတော့မှတော့အမြင်ကျင်လာပါတယ်ရှင်ဒီဆရာတင်ပေးရဲ့ knowledge တွေကိုကိုယ့်ရဲ့ဒီလုပ်ငန်းလက်တွေ့မှာ apply လုပ်နိုင်လာတဲ့အတွက်ပို့တိုးတက်လာရလို့လည်းခံစားရပါတယ်ရှင်အရင်ကကျွန်တော်ဘာမှမသိဘူးပေါ့နော်အခုဆိုရင်တော့ဒီအကြောင်းမှတက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကိုများထက်အမြဲတမ်းနှပ်ပြတာနေပါတော့ဟုတ်အများကြီးသုံးချဖြစ်ပါတယ်တချို့ကြတော့မတို့ကလုပ်ငန်းခွင်မှာလုပ်နေပြီမဲ့အလုပ် experience တွေအနေနဲ့ကတော့အပြည့်အဝရှိနေရပေါ့နော်ဒါပေမဲ့တစ်ခါကြလို့ရှိရင်တိုးတက်လာတဲ့လျှောက်ပေါ့နော်ဖြစ်ပြီးတိုးတက်လာတဲ့လျှောက်ပြန်ပြီးတော့လုပ်ငန်းပေါ်မှာပို့ပြီးတော့တိုးတက်လာအောင်လုပ်ရတဲ့အပိုင်းတွေလည်းရှိရပေါ့နော်အဲ့လိုမျိုးအခါတွေမှာကြတော့ဒီလိုမျိုးမတို့ဒီ class တွေတက်လိုက်တဲ့အခါမှာဆရာတွေရဲ့ knowledge sharing တွေနဲ့အတန်းဘော်တွေရဲ့အလုပ် knowledge sharing တွေကမတို့အလုပ်အကိုင်းအတွက်ပို့ပြီးတော့အထောက်အကူဖြစ်စေပါတယ်ဟုတ်ဟုတ်အရန်ပဲကျင့်နှမှုရှိပါတယ်သင်ပေးတဲ့ဆရာမကြီးကလည်းအရန်ကိုရှင်းလင်းပြီးတော့ဗောနော်အရန်ကိုအဆင်ပြေပါတယ်ရှင်ဟုတ်ကဲ့စိတ်ကျဉ်နှမှုရရှိပါတယ်ရှင်ဟုတ်ကဲ့အများကြီးအဆင်ပြေပါတယ်အများကြီးလည်းစိတ်ကျဉ်နှပါတယ်အများကြီးလည်းပညာရပါတယ်ဗျဟုတ်ကဲ့ရှင် iDragon ကတော့ဒီအမတို့ဒီပထမအတန်းတက်ခဲကိုက supporting ကောင်းကောင်းနဲ့လုပ်ပြီးတဲ့အတွက်ဒုတိယနောက်ထပ် class တစ်ခုလည်းတက်ဖို့ဆုံးဖြတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ iDragon ရဲ့ဒီ online class တွေ supporting နဲ့နောက်ပြီးတော့ဆရာတွေရဲ့သင်ကြားမှုကတော့မှ 100% recommend ပေးပါတယ်ဟုတ်အခုလိုမျိုးဘွဲရတဲ့တက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်ပေါ့နော်အခု IGN ကိုတင်ပေးတဲ့ဆရာမကြီးနဲ့အတူတူဒီ IGN မိသားစုအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်အရန်ဝမ်းသာပါတယ်ရှင်ဒီ business management ကို diploma ကျမ်းကို join ဖို့စူးစမ်းနေတဲ့သူတွေအတန်းလေးကို join ဖို့လည်း 100% recommend ပေးပါတယ်ရှင်အဲ့ဒါကိုကြောင်းလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော် diploma ပွဲရအောင်လို့အများကြီးစာတွေသင်ပြီးတော့ knowledge တွေအများကြီး sharing လုပ်ပေးတယ် iDragon Academic သင်တဲ့ဆရာကြီးကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရှင်ဒီလိုမျိုး diploma လေးကိုယူခွင့်ရတဲ့အတွက်ဒီ iDragon မှာတင်းတစ်ခုလုံးနဲ့တင်ကြားပြီးတဲ့ဆရာမတွေအကုန်လုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်တက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေအကုန်လုံးကိုလည်း iDragon ရဲ့ online class လေးတွေကိုတက်ရောက်ပေးဖို့ပေါ့နော်recommend ပေးချင်ပါတယ်ရှင်